Grace ကိုလေနှခမ်းနီအနီရဲရဲလေးစိုးပြပြီးစားပြတဲ့ food blogger ဆိုပြီးတည့်ရသူများပါတယ်။ဘာနှခမ်းနီစိုးတာလဲဘာနှခမ်းနီစိုးတာလဲဆိုပြီးလာမေးတဲ့ foodie တွေလည်းတော်တော်များပါတယ်။ဒီလိုမျိုးနှခမ်းနီလဲကြိုက်အစားအသောက်လဲကြိုက်တဲ့ foodie လေးတွေအတွက်ဒီရက်ပိုင်း Grace စိုးပြနေတဲ့နှခမ်းနီလေးကြောင့် sharing လေးလုပ်သွားပေးပါမယ်ရှင်။ Grace ကအစားအသောက် blog တွေအများရန်ရိုက်နေတဲ့သူဖြစ်တာမလို့အလွယ်တကူမပြတ်တဲ့ map ထိုင်နှခမ်းနီတွေကိုရွေးချယ်လေးရှိပါတယ်။ဒီရက်ပိုင်း Grace မကြစိုးပြနေတဲ့ brand လေးကတော့ local made တွေထဲမှာ quality တော်တော်လေးကောင်းတဲ့ bilingo ပဲဖြစ်ပါတယ်။ local brand ကိုလေဒီလို packaging လေးနဲ့လို့ချိုးပြီးတော့၄ချောင်းလုံးမှလိုက်တာပါဒါကတော့ color number 01ပါသူကလေအနီကိုမှလိမ်မော်ဘတ်သွားတဲ့အနီလေး Grace ကအနီ crazy ဆိုတော့လိမ်မော်ဘတ်သွားတဲ့အနီကိုတော်တော်လေးကြိုက်တယ်ဒီမှာကြည့်ပါ Grace နဲ့လိုက်နေရောဒါကတော့ color number 02ပါသူကတော့အညိုရောင်စစ်ပေါ့နော် new color ကြိုက်တဲ့သူဆိုရင်ဒါလေး try ပါအညိုကတော့တင်ငင်ရင့်ကျက်တဲ့ look ထွက်တာမလို့ Grace ရဲ့ look တော့မဟုတ်ဘူးဒါပေမဲ့လူကြီးမိဘတွေနဲ့တွဲဆုံမှုရှိရဲဆိုရင်တော့ Grace အညိုလေးဆိုဖြစ်ပါတယ်ဒါကတော့ color number 03ပါ03ကတော့ Grace အကြိုက်ဆုံးတော့အယောင်ပါ Grace ဒီအယောင်တွေ့ပြီးတော့ bilingo ကို try ကျင်သွားလို့မှာလိုက်တာပါ Grace ကအနီရဲ့အနီစစ်ကိုကြိုက်တယ်ဆိုတာကို Grace vlog ကြည့်နေကြသူတွေဆိုတော့သိပြီးသားဖြစ်မှာပါဒီ color ကတော့လုံးဝ Grace ရဲ့ color ပါ Grace အရန်ကြိုက်ပါတယ်ရှင်ဒါကတော့ color number 04ပါသူကတော့ကြက်သွေးရောင်ဘက်ကိုသွားပါတယ်အရောင်လေးကလည်းတင်ငင်ရင့်ကျက်တဲ့ဘက်ကိုသွားတယ်အကယ်လို့ night out တွေပါထွက်လို့ရှင်လဲဒီလူ color ရင်းကြက်သွေးရောင်လေးကတင့်တော်တယ်လို့ Grace မြင်ပါတယ် Grace ကတော့ခရီးသွားတဲ့ရက်မှာဒီ၄ရောင်လုံးကိုစိုးပစ်ခဲ့ပါတယ်အကြိုက်ဆုံးကတော့ Grace ကအနီ series တိုက်တဲ့သူအနီ line ကြိုက်တဲ့သူမလို့ color number 01နဲ့03ကိုအကြိုက်ဆုံးပါ favorite အဖြစ်ဆုံးရောင်ကတော့03ရောင်ပါ bilingo နှခမ်းနီက waterproof kiss proof ဖြစ်တယ်လို့ပြောထားတယ် Grace try ကြည့်တဲ့အခါမှာလည်းရေတောက်တာလည်းမပြတ်ဘူး coffee တောက်တာလည်းမပြတ်ဘူးအစီပါတဲ့အစားအသောက်တွေစားရင်တော့အနည်းငယ်ပြတ်ပါတယ်နှခမ်းနီပြတ်သွားရင်တော့ပြန်ဆိုးပြီးတော့ဆက်ရိုက်တယ်ပေါ့နော်ဆိုတော့ Grace ရဲ့ vlog ထဲမှာနှခမ်းနီမပြတ်ရတဲ့အကြောင်းရင်းလေးကိုလည်း sharing လေးလုပ်ပေးလိုက်ပါပြီ Grace ဒီရက်ပိုင်းဆွဆွမြဲဆိုးပြနေတဲ့ brand အကြောင်းလေးကိုလည်း sharing လုပ်ပေးလိုက်ပါပြီဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်အားလုံးမတတာ